ချိန်ကကြမှာတမန်ရွေးချယ်ပြီးတဲ့အတိုင်းသာနေရအောင်လေးချီယူဖြစ်ပြလွယ်တဲ့တန်ရာတစ်ခုအရာရာနေစအောင်မမြဲခြင်းအဖြစ်သာတည်နေသည်မြစ်တာပွားဝေနိုင်ကြစေနေလုံးနေတောင်ဆွဲရှုံးလို့ပြောက်ွယ်နှုတ်ဆက်မသွားရဲ့ဒီနေ့တင်ပြသမျှရဲ့အကောင်းဆုံးမတန်တရားရီကံကရင်မချသည်မနှုတ်သားဧည့်သည်တင်ကိုယ်တိုင်အမမတ်ခွဲဝေနိုင်ရမည်တမိုးတောင်းလေတိုင်းတင်မျက်နှာသပီးတိုင်းမှာရိုးရင်ပြည့်ယုံအလားချီမမော်ရီနေ့စဉ်တိုင်းညမြင်လိမ့်မည်ကောင်းသောနေရာချီရသူအိမ်အိမ်လမ်းမြင်မြတ်သောဗုဒ္ဓဖယားရှင်ဒေသနာတော်တရားတော်နဲ့အညီနေသွားပါငါဆွေတွေကိုရှောင်ကျဉ်အကြဖတ်ရင်အမှားကြီးမှာမယ်သင်မသိနိုင်တော့ဒီနေ့မှအယုဖြစ်ဆောက်တော့ခန္ဓာအိမ်ပြိုရိုင်းလည်းမတော်သေးခင်မှာတော့အတိဝေဖြစ်စေကစိတ်ရမဝတွေရှိသေးနေချိန်ကကြမှာတမန်ရွေးချယ်ပြီးတဲ့အတိုင်းသာနေရအောင်လေးချီယူဖြစ်ပြလွယ်တဲ့တန်ရာတစ်ခုအရာရာနေစအောင်မမြဲခြင်းအဖြစ်သာတည်နေသည်မြစ်တာပွားဝေနိုင်ကြစေနေလုံးနေတောင်ဆွဲရှုံးလို့ပြောက်ွယ်နှုတ်ဆက်မသွားရဲ့ဒီနေ့တင်ပြသမျှရဲ့အကောင်းဆုံးမတန်တရားရီကံကရင်မချသည်မနှုတ်သားဧည့်သည်တင်ကိုယ်တိုင်အမမတ်ခွဲဝေနိုင်ရမည်တမိုးတောင်းလေတိုင်းတင်မျက်နှာသပီးတိုင်းမှာရိုးရင်ပြည့်ယုံအလားချီမမော်ရီနေ့စဉ်တိုင်းညမြင်လိမ့်မည်ကောင်းသောနေရာချီရသူအိမ်အိမ်လမ်းမြင်မြတ်သောဗုဒ္ဓဖယားရှင်ဒေသနာတော်တရားတော်နဲ့အညီနေသွားပါငါဆွေတွေကိုရှောင်ကျဉ်အကြဖတ်ရင်အမှားကြီးမှာမယ်သင်မသိနိုင်တော့ဒီနေ့မှအယုဖြစ်ဆောက်တော့ခန္ဓာအိမ်ပြိုရိုင်းလည်းမတော်သေးခင်မှာတော့အတိဝေဖြစ်စေကစိတ်ရမဝတွေရှိသေးနေ